များတွေလိုမျိုးကိုလည်း English လိုကိုလေကျွမ်းကျွမ်းချင်ချင်ပြောတတ်ချင်တယ်ဆိုလို့ရှိရင်လေဒါလေးကိုတော့သိထားဖို့လိုတယ် Are you နေ့တိုင်းလေးစကားပြောတဲ့အခါမှာအဲ့ဒီဟာလေးကလေသုံးကိုသုံးတယ်တော်များများကိုသုံးဖြစ်တာမယုံရင်သင်ခန်းစာလေးကိုစောင့်အောင်ကြည့်ကြည့်ပထမဆုံးတစ်ခုအနေနဲ့ Are you okay မင်းစင်ပြေရလား Are you sure တေးကြရဲ့လား Are you busy နေအလုပ်များနေလား Are you ready အဆင်သင့်ဖြစ်ပြီလား Are you tired မင်းမောနေပြီလား Are you coming မင်းလာနေပြီလား Are you crazy မင်းယူသွားပြီလား Are you going out မင်းပြင်သွားမှာလား Are you serious မင်းအတီးပြောနေရလား Are you joking မင်းနောက်နေရမလား Are you home မင်းအိမ်မှာလား Are you still there မင်းအိမ်မှာရှိသေးရလား